Hello အားလုံးပဲမင်္ဂလာပါရှင်ကိုခုကတော့တရုတ်ပြည်ရဲ့ရှေးကြဆုံးမြို့တစ်ခုဖြစ်တဲ့ရှီယန်းဆိုတဲ့မြို့ကိုရောက်နေရပဲဖြစ်ပါတယ်ဒီရှီယန်းဆိုတဲ့မြို့မှာနှစ်ပေါင်းရာချီကြာနေတဲ့ခံညားလာတဲ့မြို့တိုင်းကြီးတွေကပ္ပအံ့ဖွယ်မြေအောက်စစ်တီရုပ်ထုတွေရဲ့စီကိုသွားလည်မှာဖြစ်တဲ့အပြင်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့ရှီယန်းမြို့မှာပဲရနိုင်တဲ့အစားအသောက်တွေနဲ့စီကားလာတဲ့မြို့လှတွေကိုလည်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့တူတူရှီယန်းကိုသွားလည်ကြရအောင်နော်Hello morning မှာဒီနေ့ကဒီရှီအန်ဆိုတဲ့မြို့ကိုရောက်နေတာပေါ့နော်ဒီရှီအန်ဆိုတဲ့မြို့ကတရုတ်နိုင်ငံမှာဆိုရင်တော်တော်လေးလည်းအရေးပါပြီးတော့တော်တော်လေးကြီးရဲ့ရှေးကြတဲ့မြို့ထဲမှာပါတယ်ပေါ့နော်အရင်တုန်းကဆိုရင်သူကချင်းမင်းဆက်လက်ထက်ကနေပြီးတော့ဒီတရုတ်အင်ပါယာမင်းဆက်73ဆက်အထိကိုတရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့တယ်ဒီနောက်ပိုင်းကျတော့မှသာသူကပေကျဲကမြို့တော်ဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်ကတော့မသိဘူးမင်းညာကအဲ့လိုရှောက်သွားကြည့်တော့လေမြို့ရိုးတဒါကြီးတွေကလည်းအကြီးအများကြီးကြံသေးတယ်အဲ့ပေါ်တွေလည်းတက်ပြီးတော့သွားလေကြည့်လို့ရတယ်။နောက်ပြီးတော့ဒီမြို့မှာထူးခြားတာကကြတော့သူတို့ Terracotta Army ကိုရှာတွေ့ခဲ့တယ်ပေါ့နော်။ Terracotta Army အကြောင်းကတော့ညနေသွားလေရင်းနဲ့မှာတခါတည်းပြောပြမယ်ပေါ့နော်။အဲဒီ Terracotta Army ကြောင့်ပဲဒီလာလေတဲ့သူတွေကဒီ local တွေကော foreigner တွေကောအရန်များတယ်ပေါ့နော်။ကိုကတော့ညနေမှာသွားလေမယ်လို့စဉ်းစားထားတယ်။ဘာလို့ဆိုတော့ Terracotta Army ကလေအရန်လူများတာဟို Instagram မှာကြည့်လိုက်လို့ရှိရင်မနေ့ပိုင်းသွားရင်လေသူတို့အဲ့မှာကြိတ်ကြက်ညံ့နေတယ်ကြိတ်တိုးပဲအဲကြောင့်ကပိတ်ခံနေကြလို့ရှိလို့ရှိရင်သူကတိုးကားတွေတိတ်မလာတော့ဘူးအဲ့အချိန်ကျမှသွားမလို့လုပ်ထားတယ်ပေါ့နော်အခုကတော့ဒီ hotel မှာက breakfast ပါတယ်ဆိုတော့ breakfast ရင်သွားစားလိုက်ပါအောင်မယ် See ya အဲ့ဒီတော်တော်များတာပဲစင်တူတိုက်ကြီးနဲတာမဟုတ်မပြီးတော့最舒服，人又少。အရင်ဆုံးကတော့ဒီရှီယန်းမှာရှိတဲ့နာမည်ကြီးတဲ့ရှီယန်း City Walk ပေါ့နော်ဒီမြို့ရိုးတတိုင်းပေါ်တက်ကြည့်ဖို့လုပ်ထားတယ်ဒီမြို့ရိုးတတိုင်းကြီးကိုသူတို့ကလေ1380ဝန်းကျင်မှာစောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင်တော့နှစ်ပေါင်း600ကျော်တက်တန်းရှိနေပြီဖြစ်တယ်အပေါ်မှာလေမြို့ရိုးကလေကားလန်းတလန်းစာလောက်ကျယ်ဝန်းတာဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာစပိန်တွေပါတော့စီးလို့ရတဲ့အထိကျယ်ဝန်းတယ်ပေါ့နော်ဒီတတိုင်းကလေအရှိကြီးပဲစပိန်နဲ့ပတ်မယ်ဆိုရင်တော့နဲ့တစ်ပတ်လုံးပြည့်မှာမိနစ်20လောက်ကြာတယ်လို့ပြောရဲပေါ့နော်ဒီနားကတော့အစီဆုံးပဲဒါပေမဲ့မနက်ပိုင်းဆိုတော့နေနည်းနည်းလေးပူတယ်ညဘက်ဆိုရင်ဒီမှာရှိတဲ့အရုပ်တွေကမိထွန်းနေပေါ့နော်အဲ့တော့ညဘက်ကလည်းသူကည7:00နာရီထိတက်ကြည့်လို့ရတယ်ဆိုတော့ညဘက်ကျရင်တော့တစ်ခေါက်ထပ်လာကြည့်ဖို့စဉ်းစားထားတယ်မိရနေဆိုပို့လာမလားပေါ့နော်နောက်ပြီးတော့ဒီပေါ်မှာမုတ်ဆိုင်လေးတွေအေးဆိုင်လေးတွေနောက်ပြီးတော့ street food ဆိုင်လေးတွေနဲ့ပေါ့နော်တခါလေးကြားလို့ရှင် souvenir ဆိုင်လေးတွေလည်းရှိရဲ့နောက်ပြီးရှီယန်းမှာတတိထားမိတာသူကလေအဲ့လိုတရုတ်ရိုးရာမုတ်လေးတွေကိုလေကိုတိတ်မမြင်ဘူးတဲ့မုတ်လေးတွေလမ်းမှာတော်တော်လေးရောင်းနေတာတွေ့ရပေါ့နော်အဲ့နဲ့ကိုလည်းတစ်ခါတလေစားတာဆိုတော့သွားပြီးတော့မြည်ဆန်းပြီးတော့စားကြည့်ရတော်တော်များများကစားလို့ကောင်းတာများတယ်ဈေးလည်းအရင်ကြီးမကြည့်ဘူးပေါ့နော်ရှောက်သွားရနေလေဒီမှာဆိုင်မှာလူတွေတန်းရှည်စီနေတာဆိုတော့ကိုလည်းစိတ်ရှည်လက်ရှည်နဲ့သွားတန်းစီပြီးတော့အဲ့မုတ်ကိုသွားဆောင်စားကြည့်လိုက်သေးတယ်သူကဘာနဲ့တူလဲဆိုတော့လေကီးမားနဲ့တော်တော်လေးစင်တူတယ်ပေါ့နော်သူကစီနဲ့ပဲကြော်ထားတာစီတော့နည်းနည်းများတယ်အထက်ကအရသာကီးမားနဲ့တော်တော်လေးတူတယ်ဒါပေမဲ့ကိုရီကီးမားပိုစားလို့ကောင်းတယ်တော့ကီးမားပဲနော်
မဟုတ်တဲ့ရှောက်စားပြီးရဲ့နောက်မှာတော့ဒီမြို့ရိုးတိုင်းနားမှာပဲရှိရဲ့တိဘက်ဗုဒ္ဓဘာသာဖះเจ้าတစ်ခုတည်းကိုသွားပြီးတော့လဲပတ်ခဲ့ပါတယ်ဒီဖះเจ้าဆောင်နဲ့ဝင်ဖို့အတွက်ကတော့ဝင်ကြေးပေးစရာမလိုပါဘူးအထက်ကဖះเจ้าဆောင်ကလည်းတော်တော်လေးတက်ပေတာမို့လို့ကိုကတော့ရှီယန်းရောက်ရင်သွားရောက်လဲပတ်တဲ့နယ်ထဲမှာပါတယ်လို့တော့ခန်းစားမိပါတယ်ဒါကတော့ရှီယန်းမှာစားပြတဲ့နေ့လယ်စာလေးပါရှီယန်းကကြက်ကြော်ကတအားကိုနာမည်ကြီးပါတယ်သူတို့ပြောတာကတော့လေကြက်တကောင်လုံးကိုကျိုးနဲ့ချီပြီးတော့ချက်ရတာမို့လို့သူ့ပုံစံကဘူးသီးနဲ့တူတာမို့လို့ဘူးသီးပုံတရံရှေးဟောင်းကြက်ကြော်ဆိုပြီးတော့နာမည်ကြီးတာအဖြစ်ဒီဟင်းညာကနှစ်ပေါင်း1300ကျော်ကလေးကပေါ်ပေါက်ခဲ့ပြီးဧကရစ်မင်းတွေကြိုက်လွန်းလို့နန်းတွင်းစာဖြစ်သတ်မှတ်ခဲ့တဲ့ကြက်ကြော်မို့လို့ရှီယန်းရောင်ရင်စားကြည့်ခဲ့ကြအောင်နော်နေ့လယ်စာစားပြီးတဲ့နောက်မှာတော့ကိုတာရိုကာတာအာမီစီကိုဆက်သွားခဲ့ပါတယ်ဒီတာရိုကာတာအာမီရှိရဲ့နေရာမြို့ရဲကနေဆိုလို့ရှိရင်တက်စီစီးပြီးလာရင်တခါတိုင်းတော့လာရတယ်ပေါ့နော်နည်းနည်းဝေးတယ်မြို့ပြင်ဘက်ရောက်တယ်အော်ဒီယိုဂိုက်ကိုနားထောင်ကျင်တယ်ဆိုလို့ရှိရင်တော့ပတ်စံထပ်ပေးရသေးရပေါ့နော်သူကအပဝကနေတရကာတာအာမီရှိရဲ့နေရာကိုတဲ့လမ်းလျှောက်သွားရင်ဝေးလို့ဆိုပြီးတော့ပြောလို့ကိုလည်းဒီကားလေးနဲ့သွားပစ်တယ်ပေါ့နော်အမှန်တကယ်တော့လေအဲ့လောက်တော့ပဝေးလမ်းလျှောက်ရင်တော့ကိုထင်တာ15မိနစ်လောက်တော့ရှောက်ရမယ်ထင်တယ်ဒါပေမဲ့ဒီကားစီးရဆိုရင်တော့သူကပတ်စံထပ်ပေးရသေးရဲ့ပေါ့နော် Expo ကနှစ်ခေါက်တောင်ချက်တာဒုတိယချက်ပွိုင်းသွားအောင်မယ်ဒီ Terracotta Army ကိုသူက1984မှာအဲ့ဒီလက်သမားတွေကရေသွင်းတွေးရမှာရှာတွေ့ခဲ့တာလို့ပြောရပါတော့ဒီတရကာတာအာမီဆိုတာကမြေဈေးနဲ့ပြုတ်လုပ်ထားတဲ့စစ်တီတော်တွေအများကြီးကိုတူးဖော်ရှာတွေ့ခဲ့တဲ့ပြတိုက်တစ်ခုပဲဖြစ်ပါတယ်ဒီစစ်တီတော်ရုပ်ထုအမြောက်များကမြေအောက်မှာရှိနေတယ်ဆိုတာကိုတရုတ်သမိုင်းတစ်လျှောက်မှာဘယ်သူမှမသိခဲ့ကြပါဘူး1984ခုနှစ်မှာလယ်သမားတွေကရေတွင်းတူးရင်းနဲ့မြေအိုးမြေချမ်းတွေစတင်တွေ့ရှိရာကနေမှသမိုင်းပညာရှင်တွေလာရောက်တူးဖော်ပြီးကဘာကြီးကိုတုံလုံးစေခဲ့တဲ့တရကာတာအာမီဆိုတဲ့ကဘာအကြီးဆုံးမြေအောက်စစ်တပ်ကြီးပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမြေအောက်စစ်တပ်ကြီးကိုရှာတွေ့ခဲ့တဲ့နေရာကချင်းပရင်ရဲ့အုပ်ကူနဲ့လည်းအရင်ကြီးမဝေးဘူးဖြစ်တဲ့အတွက်ကြောင့်သူတို့ယူဆတာကတော့ဒီချင်းပရင်ကသူသေသွားလို့ရှိရင်သူ့ကိုကာကွယ်ပေးမယ်စစ်တပ်ကြီးတစ်ခုလုံးကိုပုံတူပွားပြီးတော့မြေအောက်မှာပါထည့်မြုပ်ခဲ့တယ်ဆိုပြီးတော့ယူဆကြပါတယ်ဒါတရကာတာအာမီရဲ့ပထမအဆုံးပြတိုက်ထဲကိုဝင်ကြည့်နေရပါတော့ဒီပြတိုက်ကစစ်တီတော်ရုပ်တွေအများဆုံးရှိတဲ့ပြတိုက်တစ်ခုလည်းဖြစ်တယ်စစ်တီတော်ရဲ့ရုပ်တွေကလည်းအပြင်ကရုပ်အတိုင်းထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်တရုတ်နဲ့တရုတ်လည်းရုပ်လုံးဝမတူပါဘူးဒီနေရာ big 3ပေါ့နော် twin 3ပြမြောက်သူကအသေးဆုံးလို့ပြောတယ်ဟုတ်တယ်အားကြောင့်သူကဟုတ်တယ်ထောင်ပြီးလုပ်ထားတာဟိုမှာပစ်လာမျိုးစုံဖြစ်လာငါတို့ဘေးမှာကြံနေရဘေးမှာကြံနေရပစ်လာတွေခက်တယ်လုပ်ထားဟုတ်တယ်အားကြောင့်သူကမပြတ်စည်းတာဘူး
အာမီရှိတဲ့နေရာကနေနိုင်ဝက်လောက်ဆက်သွားလိုက်လို့ရှိရင်အဲ့ချင်းဘရင်ရဲ့တင်းချိုင်းတော်ရှိရပြောတယ်အဲ့နာမှာသူတို့ကအဲ့ပေါ့နော်ကြီးနဲ့လှုပ်ထားတဲ့ဒီလိုမျိုးဒီက warrior တွေလိုမျိုးမြည်ရုပ်မြည်ရထားရုပ်ကိုရှာတွေ့တယ်လို့ပြောတယ်အဲ့ဒါကိုလည်းတွားကြည့်လို့ရတယ်ဒါပေမဲ့လေအခုကညနေက9 နာရီလောက်ထိုးတော့အဲ့လိုတော့ဘောကတော့မမီတော့ဘူးအဲ့ဒါဗီဒီယိုလေးပဲထည့်ပေးထားတယ်နောက်ပါညနေပိုင်းမှာတော့ Xi'an မှာတအားနာမည်ကြီးတဲ့ Dartan Everbright City ဆိုတဲ့ Walking Street မှာလမ်းသွားလျှောက်ဖြစ်ပါတယ်။ဒီနေရာကသူ့နာမည်အတိုင်းပဲမီးအောင်စုံတွေနဲ့တအားစီကားတဲ့ shopping area တစ်ခုဖြစ်ပြီးတော့ညနေ6 နာရီခွဲကနေ9 နာရီခွဲကြားမှာဆိုလို့ရှိရင်လည်းအခမဲ့ဖျော်ဖြေတဲ့ live performance တွေကိုကြည့်ရှုလို့ရပါတယ်။这个保持音乐录3分钟吗？等一会儿我就给你看。三乘车马最中原，繁华去而花满。谢谢哥。帮我姐姐在录，谢谢你。Hello morning မှာဒီနေ့ကရှီယာမှာဒုတိယညပြရပေါ့နော်ဟိုတယ်က breakfast လာစားနေတောင်းနေမှာရှောက်နေပြီဒါဒီရှီယာမျိုးကတို့ရဲ့အစားအစာတဲ့ပမုတ်လေးထဲမှာလို့ပသားညင်လေးထည့်ပြီးစားအိတ်ကလေး在我大耳撒帮忙，帮忙完那个嘛。ကိုပထမဦးဆုံးကတော့ဒီ drum tower ကိုအရင်ဆုံးသွားလေဖြစ်ပါတယ်။ဒါ73ရာစုနှစ်ကဒီမင်းလက်ထက်က drum tower တဲ့အရင်တော့ကျတော့ဒီလိုအချိန်ကိုမျိုး drum တီးပြီးတော့ပြောတာဆိုတော့နိုင်စင်လိုပုံစံမျိုးပေါ့နော်ပေါ်တော့မှာကျတော့တို့ရဲ့အဲ့လို furniture exhibition ဆိုပြီးတော့ဒီ furniture တွေအရင်တော့သုံးခဲ့တဲ့သုံးဆောင်တွေကိုပြထားတာရှီယန်ကိုရောက်လို့ရှိရင် drum tower ကိုသွားလည်ပြီးသွားလို့ရှိရင်ထပ်ပြီးသွားလည်တဲ့နေရာကတော့သူနဲ့အတွဲလို့ဆိုရလာတဲ့ bell tower ပဲဖြစ်ပါတယ်။အရင်တော့ကြတော့ပေါ့နော်နာရီတွေမရှိသေးတဲ့အခါကျတော့မနက်အာရုံတက်တဲ့အချိန်မှာဒီ bell tower ပေါ်ကခေါင်းလောင်းကိုတီးမှသာမြို့တကားတွေကိုဖွင့်ခဲ့ကြတယ်လို့ဆိုပါတယ်။လမ်းခုနကတော့အဲ့ drum tower နားကလမ်းမွတ်စလင်လမ်းနဲ့ဒီလမ်းထဲမှာမုတ်တိမ်ရောင်းနေမွတ်စလင်ဆိုတော့ဟိုခလာတွေများမယ်ထင်တယ်ဒီလမ်းထဲမှာလေမုတ်ဆိုင်တွေတော်တော်လေးလေးများတယ် street food တွေရောတခြားအေးဆိုင်တွေရောပေါ့အချို့ပွဲဆိုင်တွေလည်းများတယ်တော်တော်များများကတော့ halal food တွေကိုပဲရောင်းတာများတယ်ပေါ့နော်ကိုရောင်မအဲ့လမ်းထဲမှာချိုပွဲဆိုင်လေးမှာခဏဝင်ပြီးတော့အချိုပွဲလေးစားခဲ့သေးတယ်
纯手工制作，原汁原。 ဒုတိယနေ့ရဲ့နေ့လည်စာကိုတော့ခုမြင်ရတဲ့ဆိုင်လေးမှာစားဖြစ်ပါတယ်ဒီမှာလဲကိုဘူးသီးပုံတဲ့ရှီဟောင်းကြက်ကြော်ကိုမှာစားဖြစ်တယ်ပေါ့နော်ဒီမှာကြတော့လေသူကကြက်ကြော်ကိုထည့်လာတဲ့ခွက်ကလေးကိုကဘူးသီးပုံစံလေး ဒီစားရနေ0ပို့စေးပေါ်တယ် နောက်ပြီးတော့အိုက်ဆိုင်မှာပဲပေါ့နော်ရှီအန်ရဲ့ signature menu ဖြစ်တဲ့ပြင်းပြင်းမြန့်ဆိုတဲ့လက်လုတ်ခောက်ဆွဲကိုလည်းမှာစားခဲ့သေးတယ်အိုက်ခောက်ဆွဲကလည်းတအားစားကောင်းတယ်ကိုတော့အရန်ကြိုက်တယ် ဒီနေရာက Tan Paradise တဲ့အရင်တော့ Tan မင်းဆက်ခေတ်ကဒီနန်းတော်ကိုပုံစံမျိုးကိုပြန်ဆောက်ထားတာတကယ်ကတော့ Themes Park ထဲကိုဝင်ကြည့်လာမှသိရတယ်ဒီပန်းချံနဲ့ဝင်ဖို့ဝင်ကြေးလက်မှတ်ကတော့ယွမ်120ပတ်ချလဲလောက်ပေးရပါတယ်အထက်ကပန်းချံကတော်တော်လေးကျယ်ပြီးညဘက်တီဆိုလို့ရှိရင်မီးတွေထွန်းတော့တော်တော်လေးလဲလှတယ်တခါတလေကြလို့ရှိရင် free performance show တွေကိုလည်းအထဲမှာကြည့်လို့ရပါသေးတယ် ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်။နောက်ဗီဒီယိုကြရင်လေကိုတရုတ်ပြည်မှာဘယ်နေရာတွေသွားလဲအောင်ပါလဲဆိုတာလေးကိုစောင့်ကြည့်ကြည့်ရနော်။ကိုယ့်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးဖို့မမေ့ကြနဲ့အောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေအများကြီးမှာပြန်တွေ့ကြပါမယ်။ခုတော့တတာပါ။